တို့ရဲ့တည်စားမယ်တကောင်မစားဘူးလို့ဝယ်လာတာချေတို့ရဲ့တည်စားမယ်တို့ရဲ့တည်ရမရွေးတတ်တော့မလာဘူးအော်အင်းပြီးတော့ချိုးဆိုင်နေတယ်ဘာဒီလဲမသိဘူးပျော့နေတယ်မုံထောင်းလာပါလို့လည်းမဲရမကြီးရတာမသိဘူးမဲရမကြီးတယ်လို့ဘာမှတော့ပြမဖန်စားဘူးလေညာပဲတရားကိုတက်ဖို့ငါမယ်ရှယ်ทำไมมันแบบအတီးရလေဓာတ်ပြက်နေလားမသိဘူးအဲ့လိုနည်းနည်းပေါ့တော့မင်းတို့တော့တခါမှစားဘူးတမန်လို့ဆိုရမယ်ဒီမှာလည်းဒီလိုအသီးတွေစားရရင်အဖေကိုတတိယအဖေအိမ်မှာဆိုအဖေကဘာနေစားတာခုတော့အဖေနဲ့ဝင်နေတော့တယောက်တည်းကြိတ်လိုက်အောင်အမေကဘာမှကြွေးမရဘူး